အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ MBK မှာရှိတဲ့ Wingstop fried chicken မှာကျမတို့သွားစားတာဖြစ်ပါတယ်ဒီ blog လေးကတော့ fried chicken ကိုမြေးစမ်းကြည့်တဲ့blog လေးဖြစ်ပါတယ်ရှင်ကျမတို့သွားစားနေပါပြီလို့တန်းစီရပါတယ်เนาะ2နာရီခွဲ3နာရီလောက်တော့ကျမတို့သွားတဲ့နေ့ကတန်းစီလဲရပါတယ်လို့သွားစားနေပါပြီရှင်ကျမတို့အလေရောက်ပါပြီအမှကျမတို့အရင်ဆုံးပြပြီပေါ့เนาะကျမတို့နိုင်ဝက်ထပ်ဆောက်ရတယ်เนาะပတ်စံအရင်ခြေရပါတယ်ငွေခြေပြီးတော့ကျမတို့ကောက်တမငွေခြေပြီးရနဲ့ကျမတို့နိုင်ဝက်လောက်ထပ်ဆောက်ရပါတယ်လို့ရပါပြီရှင်ကျမမှာထားတဲ့ဟာလေးတွေFrench fry လေးလည်းရပါပြီပေါ့နော်စားကြည့်မယ်လीเนาะဘယ်လိုလဲပေါ့စားဖို့ရရှိအောင်ပေါ့လေအမေရိကဆိုတော့နောက်ပြီးတော့ပထမဦးဆုံးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့သွားစမ်းစားကြည့်တာပါရှင်ဈေးနှုန်းလေးကတော့မြင့်ပါတယ်ရှင်ဈေးနှုန်းကတော့မြင့်တယ်နော်တာမန်ပုံမှန်ရောင်းနေတဲ့ KFC ဘာထက်ဆိုင်တော့မြင့်ပါတယ်ကျမသားလေးကတော့ကြိုက်ပါတယ်တဲ့ကြိုက်ပါတယ်ကျမလည်းနီးကြည့်ပါမယ်ကျမဒီထဲမှာ recommend ပေးရတော့အာလူချောင်းကြော်ကတော့စားကိုစားကြည့်ရမယ်ပေါ့နော်သွားစားကြည့်ရမယ်အာလူချောင်းကြော်လေးကမစိုးဖြစ်တယ်ပြီးတော့သူ့စီမှာ share sauce လေးတွေ cheese လေးတွေကလည်းရမ်းကောင်းပါတယ်လို့နော်အဲ့ဒါလေးကအဓိကပါပဲတကယ်တမ်းကြတော့လေစားကြည့်ရမစိုးကောင်းတယ်စားလို့ကောင်းပါတယ်လို့မစိုးပါဘူး French fry လေးကတော့တော်ကောင်းတယ်ဒါကတော့သူတို့ပြောတဲ့ chicken garlic pepper လားအဲ့လားကျွန်မအထက်မှာစားကြည့်ပါတယ်အဲ့ဒါလည်းမစိုးပါဘူးဒါပေမဲ့အဲ့လောက်အကောင်းကြီးတော့မဟုတ်ဘူးရှင် sauce နဲ့တွဲစားမှကောင်းတာနည်းနည်းတော့ငံတယ်ကွာဒီတိုင်းစားမယ်ဆိုရင်တော့ငံတယ်ပေါ့လေကျွန်မသားလေးလည်းစားချင်တယ်နီးကြည့်ချင်တယ်ဆိုကျွန်မပေးမိလိုက်ပါတယ်သူကတော့ကြိုက်တယ်ရှင်ကျွန်မကတော့အဲ့လောက်ကြီးတော့မဟုတ်ပါဘူးလို့ဆိုတော့မစိုး sauce နဲ့စားမှကောင်းတာပါဒီတိုင်းစားရင်တော့ငံပါတယ်အခုစားမယ့်ဟာတော့အဆက်ကလေးဖြစ်ပါတယ်လို့အဆက်ကတော့သူကဆက်စားချင်းမှာတိတ်မဆက်ဘူးဆိုင်းနဲ့သူကဆက်လာတာလူကြီးတွေပဲစားလို့ရမယ်ပေါ့နော်အဆက်စားနိုင်တဲ့သူတွေပဲစားပါကျွန်မတို့အဆက်ဆုံးကိုမှစားတာဖြစ်ပါတယ်ခလေးတွေလုံးဝအဆင်မပြေသလိုအဆက်မစားနိုင်တဲ့သူတွေတော်တော်လေးကိုအဆင်မပြေပါဘူးလို့ကျမလိုပဲသွားစားကြည့်ကြပါနော်ကျမတို့ရွေးချယ်မယ်ဆိုရင်တော့ဒါယူအလောက်ကြီးကျမမကြိုက်ပါဘူးကျမကတော့ရိုးချက်သားကြော်ထက်နည်းနည်းလေးပဲသူ sauce လေးတာတယ်လို့ပဲ recommend ပေးပါရစေအကောင်းဆုံးကတော့သူတို့စီမှာFrench fry အကောင်းဆုံးပါပဲလို့เนาะ blog လေးကတော့ဒီလောက်ပါပဲရှင်နောက် blog မှာပြန်တွေ့ကြမယ်เนาะ bye bye အားလုံးဖျားပြင်ကောင်းစီပေးပါစေရှင်ကျမတို့အရန်ကိုဆက်သွားပါပြီလို့ဒီလောက်ပါပဲရှင်နောက် blog လေးမှာပြန်ဆုံကြမယ်နော်သွားစားကြည့်ကြပါအောင်ရှင်ကျမကတော့စားပြီးပြီ bye bye